ယနေ့နာတော်ရစီယာမှာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်သူတစ်ပါးတို့မှတဆင့်ဖျားသခင်သည်ကျွန်ုပ်တို့ကိုခွန်အားပေးတော်မူ၏တပန်သခင်ဖျားကရှိမုန်ကျုံစံကိုစကားနှင့်ချတကဲ့သို့စာရန်သည်သင်တို့ကိုချရမည်အကြောင်းအခွင့်တောင်းသည်ဖြစ်၍သင်ယုံကြည်သောစိတ်မပြတ်စေခြင်းငါသည်သင်ဖို့ဆုတောင်းလေပြီသင်သည်တတိယသောအခါသင်ညီအကိုတို့ကိုတည်ကြည်စေလော့ဟုမိန့်တော်မူလျင်ရှင်လုကာခရစ်ဝင်ခန်းကြီး22ပိုင်းငယ်31မှ32ယူဒရှာကာယုံမှတပါအခြားကြံရှိသောတမန်တော်10ပါးမှအဘယ်သို့နည်းစာရန်သည်ထိုသူတို့အားလည်းစစ်ဆေးစကားချမည်ဖြစ်သည်ထိုသူတို့အတွက်ယေရှုဆုတောင်းခဲ့ပါသလားဆုတောင်းပေးခဲ့ပါသည်သို့သောပေတရုယုံကြည်ခြင်းကိုကွယ်ကာပေးသည့်နည်းတူထိုသူတို့၏ယုံကြည်ခြင်းကိုကွယ်ကာပေးရန်ယေရှုဆုတောင်းခဲ့ခြင်းမရှိပါစာရန်၏ပြင်းထန်စွာတိုက်ခိုက်မှုခံရသည့်ထိုနေ့ည၌ဘုရားသခင်သည်ပေတရု၌ရှိသောမေမာနနှင့်မိမိကိုယ်ကိုအားကိုးခြင်းတို့၏ပေမကြောရိုးကိုဘုရားသခင်ရိုက်ချိုးခဲ့သည်သို့သောဘုရားသခင်သည်သူ့အားလက်လျှော့စွန့်ပစ်ခဲ့ခြင်းမရှိပါကိုရောသည်ပေတရုအားလှည့်ပြန်လာစေ၍သူ၏ပြစ်ကိုခွင့်လွှတ်ကာသူ၏ယုံကြည်ခြင်းကိုတည်စေလျက်အားဖြည့်ပေးခဲ့သည်ယခုပေတရုပြီးမြောက်စေရမည့်တာဝန်မှာကြံရှိသော10ဦးကိုခွန်အားပေးတည်ကြည်စေခြင်းဖြစ်သည်သင်သည်တတိယသောအခါသင်ညီကိုတို့ကိုတည်ကြည်စေလော့ပေတရုကိုထောက်မပေးခြင်းဖြင့်ကြံ10ဦးကိုလည်းယေရှုဖျားထောက်မပေးခဲ့သည်မြဲမြံစေရန်ခွန်အားပေးခြင်းခံရသူသည်ခွန်အားပေးသူဖြစ်လာခဲ့၏ဤနေရာ၌ကျွန်ုပ်တို့အတွက်လည်းကြီးမြတ်သည့်သင်ခန်းစာရှိတခါတည်းနနက်ခင်းအချိန်တို့အတွင်းတခြားလူများအိမ်မောကြနေချိန်၌ဖျားသခင်သည်သင်နှင့်တိုက်ရိုက်ဆက်ဆံလိမ့်မည်သင်တူဦးတဲ့ယုံကြည်ခြင်းကိုခွန်အားတိုးပွားခိုင်မာစေလိမ့်မည်သို့သောများစွာသောချိန်၌အချိန်ပေါင်းများစွာ၌သူတစ်ပါးတို့၏အသက်တာအားဖြင့်ဖျားသခင်သည်ကျွန်ုပ်၏ယုံကြည်ခြင်းကိုခိုင်မာတည်ကြည်စေသည်ဟုကျွန်ုပ်တို့ပြောကောင်းပြောနိုင်ပေလိမ့်မည်ယုံကြည်ခြင်း၌ဆက်လက်တည်မြဲနိုင်စေရန်ကျွန်ုပ်တို့၌လိုအပ်သောကျေးဇူးတော်နှုတ်ကပတ်စကားကိုယူဆောင်လာသည့်ရှိမုန်ပေတရုကဲ့သို့သောလူများကိုဘုရားသခင်ဆေလွတ်ပေးတော်မူ၏ညာဦးရန်၌ငိုကြွေးခြင်းသည်လာ၍တဲခို၏နနက်ရန်၌ကတခြင်းဆိုရသောအခွင့်ရှိ၏စာလံကျမ်းခန်းကြီး30ပိုင်းငယ်9ဟူသောတသက်ခံချက်များကျွန်ုပ်တို့ကြားသိရ၏ထာဝရကာလလုံခြုံစိတ်ချမှုသည်လူပတ်ဝန်းကျင်ဆိုင်ရာစီမံချက်ဖြစ်စာရန်၏အပြင်းထန်တိုက်ခိုက်မှုအကြားဘုရားသခင်ခွန်အားပေးတော်မူသောသင်ယုံကြည်ခြင်းသည်ကြာရှုံးမှုရှိမည်မဟုတ်ဘဲသင်ညီကိုမောင်နှမများသည်ယုံကြည်ခြင်း၌ခိုင်မာတည်ကြည်ရန်သင်ကိုယ်တိုင်ခွန်အားပေးခံရသည့်ယင်းခွန်အားပေးချက်ကိုအသုံးပြုကာပြန်လည်တိုက်တွန်းသည့်အခါသင်၏ဝမ်းမြောက်ခြင်းသည်နှစ်ဆတိုးပွားလိမ့်မည်ယခုနာတော်ရဆင်ခဲ့ရတာကတော့မြန်မာ Evangelical Press မှထုတ်လွှင့်သည့် Pastor John Piper ရေးသားထားတဲ့ Daily Devotion အစီအစဉ်ဖြစ်ပြီး MEP မှတာဝန်ယူတင်ဆက်ခြင်းဖြစ်ပါသည်